Royal Family တွေက Astrology နဲ့ Gemstone ကိုယုံကြည်ကြလားရှေးခေတ်တော်ဝင်မိသားစုတွေနဲ့ကမ္ဘာတဝန်းကထက်တန်းလွှာတွေဟာနာမည်ကျော်ကြောက်မြင့်ရတနာတွေကိုအလားစင်မှုတသက်မဟုတ်ပဲပြည်ရင်ပညာရကံကောင်းခြင်းနဲ့အာဏာစက်ကိုပံ့ပိုးပေးနိုင်နေဆိုပြီးအလွန်တရာယုံကြည်လက်ခံခဲ့ကြတာပါမျိုးဆက်တစ်တွေအထိပါလက်ဆင့်ကမ်းလာတဲ့ဒီယုံကြည်ချက်တွေကြောင့်နာနေသုံးတော်ဝင်လက်ဝဲရတနာတွေမှာသက်ဆိုင်ရာဂျိုးစွမ်းရည်နဲ့ကိုက်ညီတဲ့ကြောက်မြတ်တွေကိုအထူးတလဲရွေးချယ်စီချဲခဲ့ကြပါတယ်ဒါကြောင့်ကမ္ဘာသမိုင်းတစ်လျှောက်ကတော်ဝင်မိသားစုတွေနဲ့ Astrology Gemstone တို့ကြားမှာဘယ်လိုမျိုးနက်နဲတဲ့ဆက်နွယ်မှုတွေရှိနေလဲဆိုတာကိုအတူတူဆက်လက်လေ့လာကြည့်အောင်ပါရှင်။ကမ္ဘာတော်ဝင်မိသားစုတွေအနေနဲ့အတိတ်ကာလကတည်းကကြောက်မြတ်ရတနာတွေနဲ့နက်ခတ်ပြီးတာပညာကိုသူတို့ရဲ့ဘဝနဲ့မကွာအောင်အလေးထားယုံကြည်လာခဲ့ကြတာပါ။ဒါပေမဲ့တောင်ရိုးရာစင်လာတက်တက်တင်မကပဲတိုင်းပြည်အုပ်ချုပ်ရေးနဲ့ကံကြမ္မာကိုပံ့ပိုးပေးမဲ့အဆောင်တစ်ခုအနေနဲ့ပါအထူးတလင်တန်မိုးထားခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ဒီယုံကြည်မှုတွေဟာတော်ဝင်သမိုင်းကြောင်းတစ်လျှောက်မှာမပါမဖြစ်ရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ရတာပါ။ရှေးခေတ်ဘုရင်တွေဟာဗရန်များနီလာနဲ့မြစတဲ့အဖိုးတန်ကြောက်တွေကိုဝစ်ဆင်ခြင်းအပြင်ဖျားပေးတဲ့တကူအာနာနဲ့အောင်မြင်မှုကိုရရှိစေတယ်လို့ခိုင်ခိုင်မာမာယုံကြည်ခဲ့ကြပါတယ်။ဒီကြောင့်မြတ်တွေကရန်သူပင်ကနေကာကွယ်ပေးနိုင်ုံသာမကတိုင်းပြည်ကိုစိုးမိုးအုပ်ချုပ်ရမှာခွန်အားတစ်တွေကိုပါယူဆောင်ပေးလာတယ်လို့ယူဆခဲ့ကြလို့ပါ။ဒါကြောင့်တော်ဝင်တရဖူတွေနဲ့သုံးဆောင်တွေမှာဒီကြောင့်မြတ်တွေကိုမဖြစ်မနေစီချဲဆင်မြန်းခဲ့ကြတာဖြစ်ပါတယ်။သမိုင်းမှတ်တမ်းတွေအရရှေးခေတ်နန်းတွင်းတွေမှာအရေးကြီးတဲ့စစ်ထွက်မရမင်္ဂလာဆောင်မဲ့အချိန်နဲ့နန်းတပ်ပွဲခမ်းနားတွေကိုနက်ခတ်ပေးတာပညာရှင်တွေနဲ့တေချာတိုင်ပင်ပြီးမှသာအဆုံးဖြတ်ပေးခဲ့ကြပါတယ်။ဘယင်းရဲ့ကိုကြီးကိုယ်တော်ဆုံးဖြတ်ချက်တွေမှာတော့ကျေတရာတွေနဲ့အနေထားနဲ့ကြောင့်မြတ်ရတနာစွမ်းရည်တွေကိုအမြဲတမ်းထည့်သွင်းစဉ်းစားလို့ရှိကြပါတယ်။ဒီချက်တွေဟာပဲ astrology ဟာတော်ဝင်အာနာစက်ကိုအများကြီးလွှမ်းမိုးနိုင်ခဲ့တယ်ဆိုတာကိုပေါ်လွင်စေပါတယ်။ယနေ့ခေတ်တော်ဝင်မိသားစုတွေဝစ်ဆင်နေတဲ့လက်ဝဲရတနာတွေဟာရှေးခေတ်ကလိုဘေးရင်ယုံကြည်ချက်ထက်မိသားစုမွေးနေ့နဲ့တော်ဝင်ဂုဏ်သိက္ခာကိုကိုစားပြုဖို့အထက်ကရည်ရွယ်ပါတယ်။အဖိုးဖွားတွေလက်ထက်ကလေးအောင်ဆင်းသက်လာတဲ့ဒီဇိုင်းတွေကိုစက္ကန့်ဝစ်ဆင်ခြင်းအပြင်တမိုင်းကိုလေးစားရရောက်တယ်လို့နိုင်ငံတော်ရဲ့စီးလုံးမှုကိုလည်းဖော်ပြရရောက်ပါတယ်။ဒါကြောင့်ခေတ်သစ်တော်ဝင် fashion တွေမှာအမွေနဲ့တံမိုးဟာအထက်ကနေရာကိုရယူထားတာဖြစ်ပါတယ်။ကမ္ဘာနာမည်ကြီးတော်ဝင်ရတနာပစ္စည်းတွေမှာအလှပသက်သက်တင်မကပဲခိုင်မာတဲ့မြတ်တာတစ္ဆာရှိမှုနဲ့ငြိမ်းချမ်းရေးဆိုတဲ့နည်းနည်းတဲ့သင်္ကေတအဓိပ္ပာယ်အပြည့်အဝကိန်းအောင်နေပါတယ်။ဥပမာအဖြစ်မင်းသမီးတွေရဲ့မင်္ဂလာလက်စွပ်တွေမှာပါရှိတဲ့ကြောက်မြတ်တွေဟာမျိုးဆက်သစ်တွေအတွက်ကံကောင်းခြင်းနဲ့တစ္ဆာတရားကိုထောင်ရဆောင်ကျင်းပေးဖို့ရည်ရွယ်တာပါ။ဒါကြောင့်ဒီရတနာတွေကသမိုင်းဝင်မှတ်တရတွေပြင်ဝိညာဉ်ရေးရာအဓိပ္ပာယ်တွေကိုပါတန်ဖိုးတူပေးစွမ်းနိုင်ပါတယ်။ချုံပြီးပြောရရင်တော်ဝင်မိသားစုတွေကြောက်မြတ်ရတနာတွေကိုသုံးဆွဲခဲ့တာဟာလက်ခံယုံကြည်မှုတစ်ခုနဲ့ထံတိုင်းပြည်ရဲ့ကုန်ကျက်တည်ရင်နဲ့သမိုင်းမွေတွေကိုထင်ဟပ်ဖို့အတွက်ပို့ပြီးအဓိကကြခဲ့ပါတယ်။ခေတ်ကာလတွေပြောင်းလဲလာတာနဲ့မျှယနေ့ခေတ်လူတွေရဲ့အမြင်နဲ့ကိုယ်ပိုင်ယုံကြည်ချက်တွေဟာလည်းကွဲပြားခြားနားသွားနိုင်ပြီဖြစ်ပါတယ်။ဒါကြောင့် jewelry တစ်ခုကိုရွေးချယ်တဲ့အခါကိုယ်ပိုင်ကြိုက်တဲ့တန်ဖိုးထားမှုတွေကိုပါထည့်သွင်းစဉ်းစားသင့်တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။နောက်ထပ်လည်းရတနာနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးဘုဒ္ဓတရစေနိုင်တဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော်ဝင်ရွှေ YouTube Channel လေးကို Subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။